ကျွန်တော်ဒီနေ့တင်ပြပေးချင်တာကတော့ DNA ရဲ့ structure ဖွဲ့စည်းတည်ဆောက်ပုံအကြောင်းပဲဖြစ်ပါတယ် DNA ဆိုတာအများသိကြတဲ့အတိုင်းပါပဲ deoxyribonucleic acid ကိုဆိုလိုတာပါဆိုတော့ deoxyribonucleic acid လေးရဖို့အတွက်ဘာတွေနဲ့ဖွဲ့စည်းတည်ဆောက်ရတယ်လဲပေါ့အခြေခံ unit ကတော့ nucleotide molecule ပဲဖြစ်ပါတယ်ရှင်းအောင်ပြောပါမယ် DNA ဆိုတာဟာ deoxyribonucleic acid ပါအဲ့ဒီ deoxyribonucleic acid ရဖို့အတွက် nucleotide molecule တွေနဲ့တည်ဆောက်ရပါတယ် nucleotide molecule တန်းပေါင်းများစွာကိုချိတ်ဆက်လိုက်လို့ရှိရင် DNA deoxyribonucleic acid ကိုရမှာပါရှင်းမယ်ထင်ပါတယ်နော်အဲ့တော့ nucleotide ရဖို့အတွက်ရော nucleotide ကိုဘာနဲ့တည်ဆောက်ရတယ်လဲပေါ့ဘာနဲ့ဖွဲ့စည်းရတယ်လဲပေါ့ဒါလေးစဉ်းစားစရာရှိဒီမှာဖော်ပြထားတဲ့ nucleotide molecule လေးဖြစ်ဖို့အတွက်ကျွန်တော်တို့အဓိကပါဝင်ပစ္စည်း component 3ခုရှိပါအဲ့ဒါကတော့ deoxyribonucleic sugar phosphate nitrogenous base ဒီပစ္စည်း3မျိုးပါဒီပစ္စည်း3မျိုးကိုချိတ်ဆက်လိုက်လို့ရှိရင် nucleotide molecule ကိုရပါမယ်ဒီချာနာထောင်မှာ deoxyribonucleic sugar phosphate nitrogenous base ဒီပါဝင်ပစ္စည်း3မျိုးကိုချိတ်ဆက်ရင် nucleotide molecule ကိုရမယ်အဲ့လိုမျိုးရလာတဲ့ nucleotide molecule တန်းပေါင်းများစွာကိုထပ်မံချိတ်ဆက်ရင် deoxyribonucleic acid DNA ကိုရရှိမှာပဲဖြစ်ပါတယ်ဒီထိနားလည်မယ်လို့မျှော်လင့်ပါတယ်ဆက်လက်ပြီးတော့ဒီပါဝင်ပစ္စည်း3မျိုးကိုသင်္ကေတပြုရအောင်ပါဘာကြောင့်သင်္ကေတပြုဖို့လိုအပ်တာလဲဆိုတော့ chemical formula နဲ့ပြမယ်ဆိုရင်ဒီ structure ဟာအင်မတန်မှရှုပ်ထွေးနက်နဲပါတယ်ဒါကြောင့်ပို့ပြီးတော့မြင်သာထင်သာရှိစေဖို့လွယ်ကူစေဖို့အတွက်ဒီ diagram လေးတွေနဲ့ပြဖို့လိုအပ်တာပါ deoxyribonucleic sugar ကိုကျွန်တော်တို့15000ပါတဲ့ pentagon ပြစ်စကန်လေးနဲ့ကိုစားပြုပါတယ် phosphate ကိုတော့ကျွန်တော်တို့ဒီဘက်မှာဖော်ပြထားတဲ့အနီရောင်အလုံးလေးနဲ့ကိုစားပြုတယ် nitrogenous base ကိုတော့ rectangle လေးနဲ့ကိုစားပြုပါမယ်ဒီပစ္စည်း3မျိုးကိုချိတ်ဆက်လိုက်ပါမယ်ချိတ်ဆက်ရင် nucleotide ကိုရမှာပါအဲ့တော့ deoxyribonucleic sugar လေးအကြောင်းနဲ့ပြောပါမယ်ဘာကြောင့်သူ့ကိုကျွန်တော်တို့ပြစ်စကန်နဲ့ဖော်ပြရတယ်လဲဆိုတော့အဲ့ဒီ deoxyribonucleic sugar မှာကာဗွန်5လုံးပါပါတယ်ကာဗွန်5လုံးပါတဲ့တကြားမို့လို့ဖြစ်စကန်လေးနဲ့ကိုစားပြုတာပါဆိုတော့ကာဗွန်နံပါတ်လေးကာဗွန်လေးတွေကိုနေရာချအောင်ပါကျွန်တော်ဒီမှာအများနဲ့ထောက်ပြထားတဲ့ဒီနေရာလေးဒီကာဗွန်နံပါတ်1ပါနောက်ဒီနေရာလေးကကာဗွန်နံပါတ်2နောက်ဒီနေရာလေးကကာဗွန်နံပါတ်3နောက်ဒါလေးကကာဗွန်နံပါတ်4ကာဗွန်နံပါတ်5ကကျတော့ဖြစ်စကန်ရဲ့ဒီတောင်းမှာမရှိပါဘူးဒီဘွန်းလေးမှာရှိပါမယ်အဲ့ဒီဘွန်းလေးမှာကာဗွန်နံပါတ်5ရှိပါမယ်ဒီအပေါ်တောင်းလေးမှာတော့ကာဗွန်မဟုတ်ဘဲနဲ့ဘာကချိတ်ဆက်နေသလဲဆိုတော့အောက်ဆီဂျင်ကချိတ်ဆက်ပေးနေပါတယ်ဒါလေးက deoxyribonucleic sugar အကြောင်းပြောတာပါ phosphate နဲ့ပတ်သက်ပြီးတော့ထွေထူးပြောစရာမရှိပါဘူးဒါပေမဲ့ nitrogenous base အကြောင်းကိုတော့ပြောဖို့လိုပါတယ် nitrogenous base အမျိုးအစား4မျိုးရှိပါတယ်အဲ့ဒါတွေကတော့နံပါတ်1 adenine thymine cytosine guanine nitrogenous base အမျိုးအစား4မျိုးရှိတယ်adenine thymine cytosine guanine သင်္ကေတ ATCG နဲ့ပြပါတယ်အဲ့လိုမျိုးဖော်ပြထားတဲ့ nitrogenous base အမျိုးအစား4မျိုးပေါ်မူတည်ပြီးတော့ nucleotide molecule 4မျိုး꿰ပါမယ် adenine ပါတဲ့ nucleotide thymine ပါတဲ့ nucleotide cytosine ပါတဲ့ nucleotide guanine ပါတဲ့ nucleotide အမျိုးအစား4မျိုးရပါမယ်အဲ့ဒီ4မျိုးဟာတစ်ခုနဲ့တစ်ခုချိတ်ဆက်တယ်ဘယ်လိုချိတ်ဆက်ကြတယ်လဲဆိုတော့နော် nucleotide molecule တစ်ခုရဲ့ carbon number 3ဟာအခြား nucleotide molecule ရဲ့ phosphate ကိုချိတ်ဆက်ပါမယ်ဆိုတော့ဒီမျိုးလေးရပါဒါပုံသေးပါ nucleotide molecule တစ်ခုရဲ့ carbon number 3ဟာအခြား nucleotide molecule ရဲ့ phosphate ကိုလှမ်းချိတ်ပါမယ်အဲ့လိုမျိုးချိတ်ဆက်လိုက်လို့ရှိရင် nucleotide molecule အမြင်တစ်မြင်ကိုရမှာဖြစ်ပါတယ်အဲ့ဒီအမြင်လေးကိုကျွန်တော်တို့အစွန်းနှစ်ဖက်သတ်မှတ်ကြည့်အောင်ကျွန်တော်တို့အောက်ဖက်အစွန်းလေးကိုကြည့်ပါဒီတောင်းလေးဟာကျွန်တော်များနဲ့ဖော်ပြထားတဲ့ဒီတောင်းလေးဟာ carbon number 3ရှိတဲ့နေရာပါဟိုးအပေါ်ထိပ်လေးကိုကျွန်တော်တို့သွားကြည့်ပါအဲ့ဒီဘွန်းလေးမှာ carbon number ဘယ်လောက်ရှိလဲ carbon number 5ရှိပါတယ်အဲ့တော့ကျွန်တော်တို့အစွန်းနှစ်ခုသတ်မှတ်မယ်ဆိုရင် carbon number 3ရှိတဲ့အစွန်းရယ် carbon number 5ရှိတဲ့အစွန်းရယ်ဆိုပြီးတော့အစွန်းနှစ်ခုရပါမယ်နာမည်ပေးရင်3 prime to 5 prime ကိုနာမည်ပေးပါမယ် carbon number 3ရှိတဲ့အစွန်းကို3 prime အစွန်းလို့နာမည်ပေးမယ် carbon number 5ရှိတဲ့အစွန်းကို5 prime လို့နာမည်ပေးမယ်ဒီမှာဖော်ပြထားတဲ့အမြင်တန်းလေးဒီ3 prime to 5 prime အမြင်တန်းလေးပါနောက်တစ်ခါသိဖို့လိုအပ်တာက
တကြား compound ရဲ့ phosphate ရဲ့ချိတ်ဆက်ထားတဲ့ဒီအစိတ်ပိုင်းလေးပိုပြီးမြင်တာရှိအောင်ကျွန်တော် box လေးနဲ့ဘောင်ခုတ်ပြပါမယ်ခုကျွန်တော်ဒီမှာဘောင်ခုတ်ပြလိုက်တဲ့ဒီအစိတ်ပိုင်းလေးတကြားရဲ့ phosphate ရဲ့ sugar ရဲ့ phosphate ရဲ့ပုံသေးရှင်တွဲနေတဲ့ဒီအစိတ်ပိုင်းလေးကိုကျွန်တော်တို့နာမည်ပေးရပါမယ်အဲ့ဒါကိုကျွန်တော်တို့ sugar phosphate backbone လို့နာမည်ပေးပါမယ်နော်အဲ့တော့ဒီမှာဆိုလို့ရှိရင် nucleotide molecule လေးဟာဒီမှာ၄ခုတည်းချိတ်ဆက်တာမဟုတ်ဘူးတကယ်တော့ nucleotide molecule လေးဟာတန်းနဲ့ချီပြီးတော့ချိတ်ဆက်တာပါအဲ့လိုမျိုး nucleotide molecule လေးတွေအများကြီးချိတ်ဆက်လိုက်လို့ရှိရင် nucleotide အမြင်တမြင်ရမှာဖြစ်ပါတယ် one strand of nucleotide အမြင်တန်းတမြင်ကိုရမှာဖြစ်ပါတယ်ဒါဆိုရင် nucleotide တမြင်ရတာဒီထိနားလည်ပြီလို့ယုံကြည်ပါတယ်အဲ့တော့ nucleotide အမြင်လေးတမြင်ရပြီဆိုရင် DNA ဖြစ်ဖို့အတွက်နောက်ထပ် nucleotide အမြင်တမြင်လာချိတ်ဆက်ဖို့လိုပါတယ်ဒီမှာကျွန်တော်ညာဘက်ချက်မှာနောက်ထပ်အမြင်တန်းလေးတမြင်ပြပါထူးခြားချက်ပါတွေ့ပါသလဲဘယ်ဘက်ချက်မှာရှိတဲ့ nucleotide အမြင်ရဲ့ညာဘက်ချက်မှာရှိတဲ့ nucleotide အမြင်ရဲ့ဘယ်လိုတည်ရှိနေကြလဲနည်းနည်းလောက်ကြည့်ပေးပါအမြင်နှစ်မြင်ကပြိုင်တော့ပြိုင်နေတယ်နော်သို့တော့အတက်ပြိုင်သလားပြောင်းပြန်ပြိုင်သလားပိုပြီးမြင်တာထင်တာရှိအောင်ညာဘက်ချက်မှာရှိတဲ့အမြင်တန်းလေးကို prime လေးတွေတက်ကြည့်အောင်နော်အပေါ်အစွန်းဟာကာဗွန်နံပါတ်3နဲ့အဆုံးသတ်တယ်အောက်အစွန်းဟာကာဗွန်နံပါတ်5နဲ့အဆုံးသတ်တယ်ဒါကြောင့် prime တိုင်ဒီမျိုးလေးတက်ပါမယ်3 prime 5 prime ဟုတ်လား5 prime to 3 prime ဒီမှာက5 3ဒီမှာက3 5ဒါဆိုအမြင်နှစ်မြင်ဒီအတက်ပြိုင်လားပြောင်းပြန်ပြိုင်လားပြောင်းပြန်ပြိုင်တာကိုတွေ့ပါတယ်အဲ့ဒီပြောင်းပြန်ပြိုင်နေတဲ့ nucleotide နှစ်မြင်ကိုကျွန်တော်တို့ချိတ်ဆက်ပါတယ်နော်ချိတ်ဆက်ပါတယ်ပြိုင်တော့ပြိုင်နေသို့တော့ prime တွေကပြောင်းပြန်ပြိုင်ပါတယ်အမြင်နဲ့နှစ်ခုဟာပြောင်းပြန်ပြိုင်နေအဲ့လိုပြိုင်တဲ့ပုံစံကိုကျွန်တော်တို့ anti parallel လို့နာမည်ပေးပါတယ်နော် anti parallel နာမည်ပေးတယ်အဲ့တော့ချိတ်ဆက်တဲ့အခါမှာဒီမှာရှိတဲ့ bond လေးနော် A နဲ့ T နဲ့ကြားမှာရှိတဲ့ bond T နဲ့ A နဲ့ကြားမှာရှိတဲ့ bond အဲ့ဒီချိတ်ဆက်လိုက်တဲ့ bond လေးကိုကျွန်တော်တို့ hydrogen bond လို့သိရပါမယ် hydrogen bond အဖြစ်ချိတ်ဆက်ပါတယ်ချိတ်ဆက်ပုံလေးကိုသတိထားကြည့်ရအောင် A ဒီ T နဲ့ချိတ်ဆက်တယ်အဲ့ဒီတိုင်းပဲ T ဒီ A နဲ့ချိတ်ဆက်တယ်သူတို့ကသစ္စာရှိတယ် A က T ကိုချိတ်ဆက်တယ်အဲ့ဒီတိုင်းပဲ T ကလည်း A နဲ့ပဲချိတ်ဆက်ကဆိုလိုတာက adenine ဒီ thymine နဲ့ပဲချိတ်ဆက်တယ်အဲ့ဒီတိုင်းပဲ thymine ဒီလည်းပဲ adenine နဲ့ပဲချိတ်ဆက်တယ်သစ္စာမဖောက် A က T T က A လုံးဝသစ္စာမဖောက်နောက်တစ်ခုဆက်ကြည့်ရအောင်နော် C က G နဲ့ချိတ်ဆက်တယ်အဲ့ဒီတိုင်းပဲ G ကလည်းပဲ C နဲ့ချိတ်ဆက်တယ်စိုက်တိုစင်းဟာ guanine နဲ့ချိတ်ဆက်တယ်အဲ့ဒီတိုင်းပဲ guanine ဟာလည်းပဲစိုက်တိုစင်းနဲ့ချိတ်ဆက်တယ်လုံးဝသစ္စာမဖောက်ဘူးသတ်မှတ်ထားတယ်အတွဲရှိပါမှတ်ရအောင် A က T နဲ့ချိတ်ဆက်တယ် T က A နဲ့ချိတ်ဆက်တယ်အဲ့ဒီတိုင်းပဲ C က G နဲ့ချိတ်ဆက်တယ် G က C နဲ့ချိတ်ဆက်တယ်နော်ချိတ်ဆက်တဲ့အခါမှာအဲ့လိုချိတ်ဆက်တဲ့အတွဲလေးနော်သစ္စာမဖောက်ဖ ೇನೆ A က D T က A C က G G က C အဲ့လိုမျိုးသစ္စာမဖောက်တဲ့ဇုံတွဲကိုကျွန်တော်တို့ complementary base အတွဲလို့ခေါ်ပါတယ်နော်ချိတ်ဆက်တဲ့အခါမှာဘာနဲ့ချိတ်ဆက်လဲ hydrogen bond အဖြစ်ချိတ်ဆက်တယ် hydrogen bond နှစ်ချောင်းနဲ့ချိတ်ဆက်ပါတယ် double hydrogen bond မှာ complementary base အတွဲများသည့် hydrogen bond ပေါ်မူတည်ပြီးတော့ချိတ်ဆက်တဲ့ rule ကို complementary base pairing rules လို့နားလည်ထားပါမယ်။ဘာကြောင့် A က T နဲ့ပဲအမြဲတမ်းချိတ်ဆက်ရတာလဲ C ကအမြဲတမ်း G နဲ့ချိတ်ဆက်ရတာလဲဆိုရင်ဒီလိုမျိုး nucleotide အမြင်နဲ့နှစ်တန်းဟာဒီလိုမျိုးတိတိကျကျသတ်မှတ်ချိတ်ဆက်မှကျွန်တော်တို့ဗီဇဆိုင်ရာသတင်းချက်လက်တွေကိုပုံမှန်နော်လက်ဆင့်ကမ်းနိုင်မှာဖြစ်တယ်အကယ်၍ပြောင်းတောက်တာကျွန်တော်တို့ချိတ်ဆက်နေမယ်ဆိုရင်ကျွန်တော်တို့ရဲ့ DNA ဟာ mutation ဗီဇထွန်းတာတွေပါဖြစ်သွားတတ်ပါတယ်ဒါကြောင့် complementary base pairing rule ပေါ်မူတည်ပြီးတော့ nucleotide အမြင်တန်းတစ်မြင်နဲ့တစ်မြင်ဟာတိတိကျကျခိုင်ခိုင်မာမာချိတ်ဆက်ရတာပဲဖြစ်ပါတယ်မှတ်ထားပါ adenine သည် thymine နဲ့အမြဲတမ်းချိတ်ဆက်တယ်အဲ့ဒီတိုင်းပဲ thymine သည် adenine နဲ့အမြဲတမ်းချိတ်ဆက်ရတယ်နောက်တစ်ခါ cytosine သည် guanine နဲ့အမြဲတမ်းချိတ်ဆက်ရတယ်လို့ guanine သည်လည်းပဲအမြဲတမ်း cytosine နဲ့ချိတ်ဆက်ရမှာပဲဖြစ်ပါတယ်ဘာအဖြစ်ချိတ်ဆက်လဲ hydrogen bond အဖြစ်ချိတ်ဆက်တယ်အဲ့လိုမျိုးချိတ်ဆက်တဲ့နေရာမှာကို complementary base pairing rule လို့ခေါ်ပါတယ်ဆိုတော့ဒီမျိုးချိတ်ဆက်လိုက်ပြီဆိုရင်ကျွန်တော်တို့ DNA ရပါပြီအဲ့တော့ DNA molecule လေးရဖို့အတွက် nucleotide အမြင်ဘယ်နှမြင်ပါရလဲနှစ်မြင်ပါရတယ်
အဲ့လိုမျိုးဒီမျိုးပြိုင်နေတဲ့အမြင်နဲ့မြင်ကိုကျွန်တော်တို့ကကြောင်လိန်ခွေပုံတံရစ်ခွေလိုက်လို့ရှင်ကျွန်တော်တို့ဆဲထဲမှာတွေ့ရတဲ့ DNA ကိုရပါပြီဆိုတော့ two strand of nucleotide အမြင်နဲ့မြင်ကိုကျွန်တော်တို့ကချိတ်ဆက်ပြီးတော့ကြောင်လိန်ခွေပုံတံရစ်ခွေလိုက်လို့ရှင် DNA molecule လေးကိုရရှိမှာပဲဖြစ်ပါတယ်ဒီလိုဆိုလို့ရှင်တော့ DNA ရဲ့ structure ဖွဲ့စည်းတည်ဆောက်ပုံအကြောင်းကိုနားလည်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်နားလည်မလဲကျွန်တော်တို့ practice လေ့ကျင့်ခန်းလေးလုပ်ကြည့်ရအောင်နော်မိကုနံပါတ်1မိကုနံပါတ်1ကဘာပြောတယ်လဲဆိုတော့ DNA molecule မှာရှိတဲ့ nucleotide မှာမပါတဲ့ component တစ်ခုရွေးချယ်ရမှာပါကျွန်တော်အရှေ့မှာပြောပြထားတဲ့ nucleotide ဖြစ်ဖို့အတွက်အဓိကပါဝင်ပစ္စည်း3မျိုးရှိတယ်ပါဝင်ပစ္စည်း3မျိုးတွေမှာပါဝင်ပစ္စည်းမဟုတ်တဲ့ molecule ကို ABCD တွေကရွေးချယ်ရမှာပါဖြည့်ကြည့်ပါ number 2ကကြတော့နော် DNA molecule တစ်ခုမှာ nitrogen base ဖြစ်တဲ့ adenine ရဲ့ thymine ရဲ့ကို are held together အတူတကွစီးနှောင်ထားတယ် hydrogen bond တစ်ချောင်းလားနှစ်ချောင်းလားသုံးချောင်းလားလေးချောင်းလားကျွန်တော်ရှေ့မှာပြောပြခဲ့တယ်ဖြေမှလေးစဉ်းစားပြီးတော့ဖြေကြည့်ပါ number 3ကကြတော့နော် DNA ကိုဖွဲ့စည်းတည်ဆောက်ထားတဲ့ backbone ကြောရိုးတာအဲ့ဒီ backbone ကဘာ backbone လဲ nitrogenous base and deoxyribose sugar လား phosphate sugar nitrogenous base လားဘယ်လိုပြောမယ်ဆိုရင် sugar phosphate backbone လား deoxyribose sugar နဲ့ phosphate group လား nitrogenous base လားရှင်းသင်ခန်းစာကိုနားထောင်ပြီးတော့ number 3လေးကိုလည်းဖြည့်ကြည့်လို့ရပါတယ် number 4ပေးထားတဲ့ ABCD လေးတွေကမှာဘယ်အတွဲသည် complementary base မှန်ကန်တဲ့ complementary base pairing ဖြစ်မလဲ number 5ကကြတော့ DNA ဆိုတာဟာ DNA ရဖို့အတွက်ဘာနဲ့ချိတ်ဆက်ရလဲ DNA ဆိုတာဟာ amino acid ရဲ့ polymer လား fatty acid ရဲ့ polymer လား nucleotide ရဲ့ polymer လား monosaccharide ရဲ့ polymer လားဒါလေးကိုစဉ်းစားပြီးတော့လေ့ကျင့်ခန်းလေးလုပ်ကြည့်ရအောင်ပါ practice လေ့ကျင့်ခန်းလေးလုပ်ပြီးပြီဆိုရင်တော့နောက်ဆုံး review question လေးကိုဖြေပေးကြည့်ရအောင်ပါဘာကြောင့် complementary base pairing rule ဟာ DNA ပုံတူကွဲပွားဖို့အတွက်ဘာကြောင့်အရေးကြီးရတာလဲကျွန်တော်ရှေ့သင်ခန်းစာမှာပြောပြခဲ့ပါတယ်ဒေတာတွေးပြီးတော့ဖြေပေးကြည့်ပါဒီလို solution တော့ကျွန်တော်တို့ DNA ရဲ့ဖွဲ့စည်းတည်ဆောက်ပုံအကြောင်းကိုနားလည်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်သင်ခန်းစာလေးကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်